မျိုးသမီးဖြစ်သူဟာသူမယောင်ကြားရဲ့ရုံးခန်းစားပွဲအောက်မှာကျသွားတဲ့ပစ္စည်းတစ်ခုကိုကုန်းကောက်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမထင်မှတ်ပဲယောင်ကြားဖြစ်သူရဲ့အတွင်းရေးမှူးမလေးကအခန်းထဲကိုဇွတ်အတင်းပြေးဝင်လာခဲ့တာကြောင့်သူမလည်းလန့်ဖြာပြီးစပွဲအောက်မှာပဲစက်ပုံးနေလိုက်ရပါတော့တဲ့အတွင်းရေးမှူးမလေးကအခန်းထဲရောက်တာနဲ့ဘာမပြောညာမပြော boss ရဲ့ရင်ခွင်ထဲကိုအတင်းတိုးဝင်ဖို့စူးစမ်းပါတော့တဲ့သစ္စာရှိတဲ့ယောင်ကြားဖြစ်သူကချက်ချင်းပဲဘေးတာရှောင်လိုက်တဲ့အတွက်စပွဲပေါ်ကဘောပင်တစ်ချောင်းတိုက်မိပြီးအောက်ကိုကျသွားခဲ့ပါတယ်။အဲ့ဒီဘောပင်ကိုကောက်ဖို့သူငုံလိုက်တဲ့အချိန်မှာတော့စပွဲအောက်ကဇနီးတေကဘောပင်ကိုအသာလေးကမ်းပေးလိုက်ပြီးသူမရှိနေတာကိုအတန်မထွက်ဖို့လက်ဟန်ချီဟန်နဲ့တားလိုက်ပါတယ်ဒါကိုအတွင်းရေးမှူးမလေးကအလျှော့မပေးပဲ boss ကရှက်နေလို့မူနေတဲ့အထင်နဲ့ရှေ့ဆက်ပြီးပခုံးပေါ်လက်တင်ကားဆွဲဆောင်နေတာကိုစပွဲအောက်ကနေမြင်နေရတဲ့ဇနီးတေကဒေါသထွက်တာနဲ့သူမယောင်ကြားရဲ့ခြေထောက်ကိုအားရပါရဆွဲလိန်လိုက်တာကြောင့်ယောင်ကြားဖြစ်သူခမများအော်ဟစ်မိသွားရရှာပါတယ်။အတွင်းရေးမှူးမလေးကစိုးရိမ်ခြင်းရောဆောင်ပြီးလာထိဖို့လုပ်တဲ့အခါမှာတော့ boss ကတွင်းချလိုက်ပါတယ်အခုချက်ချင်းအခန်းထဲကထွက်သွားဆန်းဆက်နေရင်အလုပ်ဖြုတ်ပစ်မယ်လို့ပြက်ပြက်သားသားသတိပေးလိုက်တာကြောင့်အတွင်းရေးမှူးမလေးလည်းမကြေမနက်နဲ့အခန်းထဲကထွက်သွားရပါတော့တယ်ဒါကိုမြင်ရတဲ့ဇနီးတေကတော့သူ့မယောင်ကြားရဲ့တစ္ဆာရှိမှုကိုသဘောကျပြီးစိတ်ထဲမှာကျေနပ်သွားခဲ့ပါတယ်မွန်လဲပိုင်းကုမ္ပဏီအစည်းအဝေးရောက်တဲ့အခါမှာတော့တရုံလုံးကလူတွေဟာ boss ရဲ့လေဘင်းကဇနီးတေနန်းထားခဲ့တဲ့အမှတ်အသားတွေကိုမြင်ပြီးတီတိုနဲ့အတင်းတုပ်နေကြပါတော့တယ်ဇနီးဖြစ်သူကအဆက်သေးပြီးအဲ့ဒီအမှတ်သားတွေကိုဖုံးကွယ်ထားဖို့ဖုံးမစစ်ချဖို့ပြီးတတိပေးပေမဲ့ယောင်ကြားဖြစ်သူကတော့ဘာမလဲဖုံးကွယ်တဲ့အပြင်ပင်ပန်းရုံးကန်မှုရဲ့ရလက်တွေကိုအားလုံးမြင်အောင်ပြထားတင်တာပေါ့လို့အစည်းအဝေးထဲမှာပြောင်ကြပြောချင်တိုင်းပြောနေလို့ဇနီးဖြစ်သူခမများဘာလို့ရမှန်းမသိပဲဦးကြောင်လေးပြုံးနေမိရှာပါတယ်အစည်းအဝေးပြီးမှာတော့ဝန်ထမ်းအားလုံးကဒီအမှတ်သားတွေဟာအတွင်းရေးမှူးမလေးလက်ချက်ပဲလို့ထင်ကြေးပေးကုန်ကြပါတယ်ဘာလို့လဲဆိုတော့သူမကကုမ္ပဏီတစ်ခုလုံးမှာ boss ကတော့ဖြစ်ဖို့အားတက်တဲ့ရောအလိုချင်ဆုံးလူဖြစ်နေလို့ပါပဲဒီအတင်းပြင်းတွေကိုကြားရတဲ့ဇနီးတွေကမနေနိုင်တော့ပဲအတွင်းရေးမှူးမလေးစီသွားပြီးနေအဲ့ဒီယာရုကိုရမှာတေချာလို့လားလို့ယုံကြည်မှုအပြည့်နဲ့မေးခွန်းထုတ်လိုက်ပါတယ်အတွင်းရေးမှူးမလေးကလည်းနေ့လိုမိမမျိုးကတော့ဘယ်တော့မှအခွင့်အရေးရမှာမဟုတ်ဘူးလို့ရေးတဲ့ပြန်ဆောင်ကြောင်းပြောဆိုခဲ့ပါတယ်ဇနီးတွေကတော့ဆက်ပြီးစကားများမနေချင်တာကြောင့်ဒီအတိုင်းလှည့်ထွက်ခဲ့ပေမဲ့ဒီကိစ္စကအတွင်းရေးမှူးမလေးရဲ့စိတ်ထဲမှာကလေးစားချေခြင်းစိတ်ကိုပို့ပြီးနှိမ့်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်မကြခင်မှာပဲကုမ္ပဏီရဲ့အရေးကြီးစာရွက်စာတမ်းတစ်ခုပျောက်ဆုံးသွားပြီးတခေတ်ကအထောက်အထားအရတစုံတစ်ယောက်ကတမင်တက်ခိုးယူဖြစ်စည်းပစ်လိုက်တာကိုသိလိုက်ရပါတယ်ဇနီးဖြစ်သူကစာရွက်စာတမ်းတွေကိုပြန်ရဖို့ခရီးတွေကနေရာအတိုင်းအပူချိန်ပြင်းပြင်းအောင်မှာအမိုက်ပုံးတွေကိုလိုက်ရှာပါတော့တယ်နေပူထဲမှာပင်ပန်းလွန်းလို့သူမတယောက်လဲကြမိလဲသွားခဲ့ပေမဲ့ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့မိတ်ဆွေအမျိုးသားတယောက်ကအချိန်မီတွေ့ပြီးကယ်တင်ပေးခဲ့ပါတယ်သူမမေးလဲသွားတဲ့တဲ့ရင်ကိုကြားဖြစ်သူကစိုးရိမ်တကြီးနဲ့လိုက်လာခဲ့ပေမဲ့အိမ်ရောက်တဲ့အခါမှာတော့ဇနီးတွေကအဲ့ဒီတငယ်ချင်းမျိုးသားနဲ့အိမ်ရှိမှာစကားပြောနေတာကိုပဲတွေ့လိုက်ရပါတယ်တငယ်ချင်းဖြစ်သူပြန်သွားလို့အိမ်ထဲဝင်လာတဲ့ဇနီးတွေကိုယောင်ကြားဖြစ်သူကချက်ချင်းပဲရင်ခွင်နဲ့အတင်းဆွဲဖက်လိုက်ပြီးနေမကောင်းဖြစ်နေတာတော့အဲ့ဒီယောင်ကြားနဲ့ဘာတွေအကြာကြီးစကားပြောနေတာလဲဆိုပြီးတဝန်တိုနဲ့ရန်လုတ်ပါတော့တယ်ဇနီးတွေကတော့သူမယောင်ကြားတစ်ခုခုဆိုအကြောင်းပြချက်မရှိကြောက်ကြက်ဆန်ပြီးတဝန်တိုတက်တာကိုကြည့်ပြီးစိတ်ပြက်မိသွားပါနောက်တစ်ချိန်တရားဝင်အစည်းအဝေးပွဲရောက်တဲ့အခါမှာတော့ဇနီးဖြစ်သူကပျောက်ဆုံးသွားတယ်ဆိုတဲ့ project အစီအစဉ်အပြည့်အစုံကိုအချိန်မီတင်ပြနိုင်ခဲ့တာကြောင့်အတွင်းရေးမှူးမလေးတယောက်သပင်ထောင်မတက်ဆွန့်သွားရပါတော့တယ်တကယ်တော့စာရွက်စာတမ်းတွေကိုဖျက်ဆီးဖို့ကြံစည်ခဲ့တာအတွင်းရေးမှူးမလေးပဲဖြစ်ပါတယ် project အောင်မြင်တဲ့အောင်ပွဲခံပါတီပွဲမှာတော့အတွင်းရေးမှူးမလေးဟာဖြစ်သူရဲ့မျက်နှာကိုဝိုင်းနဲ့လှမ်းပတ်ပါတော့တယ်ဇနီးတွေကအားရိုက်ပစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲယောင်ကြားဖြစ်သူ boss ကအချိန်မီရောက်ရှိလာပြီးအတွင်းရေးမှူးမလေးကိုအလုပ်သမားထုရှိမှတင်ကုမ္ပဏီကနေအပြည့်အပိုင်မောင်းထုတ်အလုပ်ဖြုတ်လိုက်ပါတော့တယ်